AC Sports လေးကိုကျွန်တော်စမ်းပြပေးပါမယ်ဒါကတော့ 0.1 ကိုကျွန်တော် online တင် support band နဲ့ကျွန်တော်ရိုက်ပြပေးမယ်ဆိုတော့ 0.1 ကတော့ကျွန်တော်တို့အချိန်အနည်းဆုံးဆက်တင်ပေါ့နော်အနည်းဆုံးဆက်တင်ဆိုတော့ nickel အထုအပားပေါ်မူတည်ပြီးတော့ပေါ့နော်ကျွန်တော် 0.1 ကတော့အချိန်အနည်းဆုံးဆက်တင်လေးဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော် 0.1 ဆက်တင်နဲ့ရိုက်ထားတဲ့အနေအထားလေးပေါ့နော်ဆိုတော့ဒါလေးကတော့အချိန်အနည်းဆုံးအနေအထားလေးနဲ့ရိုက်ထားတာဖြစ်ပါတယ်ဆိုတော့ဒါလေးကျွန်တော်ခွာကြည့်မယ်ဆိုတော့ support ဆွဲရတဲ့အနေအထားတော်တော်လေးကောင်းတယ်အကုန်တွဲတယ်ပေါ့နော်ဒီမှာဆိုရင်အကုန်တွဲတယ်ပြီးရင်ကျွန်တော် 0.1 ကိုပိတ်လိုက်မယ် 0.2 ကိုကျွန်တော်ဖွင့်လိုက်မယ် 0.2 ကတော့ 0.1 ထပ်စားလို့ရှိရင်အချိန်လေးနည်းနည်းလေးပိုတယ်ပေါ့နော်အချိန်နည်းနည်းပိုတော့နီကယ်ပြားအထုနည်းနည်းထုတဲ့ဟာလေးတွေမှာအသုံးပြုလို့ရတယ်ဆိုတော့ဒါကတော့ 0.2 setting နဲ့ကျွန်တော် support တွဲထားတဲ့အချိန်တွေပါဆိုတော့ 0.1 ထပ်စားလို့ရှိရင်အချိန်လေးနည်းနည်းလေးပိုကြာသွားတယ်ပေါ့နော်ဆိုတော့ဒါလည်းတော်တော်လေးကတ်တယ်အဆင်ပြေတယ်ဒီမှာ support တွဲထားတာတွေအကုန်လုံးကတ်တယ်ပေါ့နော်ဆိုတော့ဒါပြီးလို့ရှိရင်ကျွန်တော်ကဒီ 0.1 ရော 2 ရောပေါ့နော်ဆိုတော့ on ပြီးတော့ကျွန်တော်ရိုက်ကြည့်မယ်ဒါကတော့ကျွန်တော်1 ရော 2 ရောပေါင်းပြီးတော့အချိန်ပေါ့နော်ဆိုတော့အချိန်ပိုကြာသွားမယ်ဆိုတော့မီးရလည်းပိုပြင်းသွားမယ်ပေါ့နော်ကျွန်တော်ရိုက်ပြမယ်မီးရကတော့ 0.1 နဲ့ 0.2 ထပ်ဆိုင်ရင်ပို့ပြီးတော့ပြင်းပါတယ်ဆိုတော့ဒါကကျွန်တော် 0.2 ကိုကျွန်တော်ဖွင့်ပြီးတော့ကျွန်တော်ရိုက်ပြမယ်ဒါ 0.2 နဲ့ရိုက်တဲ့အနေအထားပေါ့နော်ဆိုပြီးလို့ရှိရင်ကျွန်တော် 0.1 နဲ့ပြန်ရိုက်ပြမယ်တော့ဒီမှာဒါလေးကတော့ကျွန်တော် 0.1 နဲ့ထိတ်ဆုံးရိုက်ထားတဲ့အချိန်လေးလေးဆိုတော့အလဲကတော့ကျွန်တော်တို့ 0.2 ဒီနောက်ဆုံးကတော့1 ရော 2 ရောပေါင်းပြီးတော့ပေါ့နော်ရိုက်ထားတဲ့ဟာလေးပါဆိုတော့ဒါလေးကိုကျွန်တော်ခွာကြည့်မယ်ပေါ့နော်ဆိုတော့ခွာကြည့်တဲ့အနေထားမှာ support တွဲထားတာတွေတော်တော်လေးကောင်းတယ်တော်တော်လေးအဆင်ပြေတယ်ပေါ့နော်ကုန်ကတ်တယ်ရှေ့ကတ်တယ်